အားလုံးပဲမင်္ဂလာပါရှင်ဒီဘလော်လေးကတော့ဒီလိုတငယ်ချင်းတွေနဲ့တူတူကြိုက်ချိုးသွားခဲ့တဲ့ဘလော်လေးပဲဖြစ်ပါတယ်ရှင်ခရီးတွေတူတူမထွက်ရတာကြားတဲ့တငယ်ချင်းတွေနဲ့ဒီတစ်ခါမှာတော့ယထာပျော်ပပစီပြီးတော့ကြိုက်ချိုးဖျားဘူးသွားခဲ့ပါတယ်ရှင်ယထာပေါ်မှာလည်းဒီလိုမုတ်တွေစားလိုက်တောက်လိုက်စကားတွေပြောလိုက်နဲ့နှင်းပလဲပူတာရောက်တော့လေထမင်းမောင်းတွေလည်းစားခဲ့ပါသေးတယ်ဒီဆိုလို့ရှိရင်တော့တောင်ကြီးကနေပြီးတော့မှကြိုက်ချိုးတောင်တက်ကားယူစတင်စီးပါပြီရှင်ယူရီကလည်းအရန်လှတယ်တောင်တွေကိုဖြတ်ပြီးတော့စီးရတဲ့ feeling ကအရန်လိုက်တာပေါ့နော်ပြီးတော့ရင်ကုန်စိတ်လှုပ်ရှားစရာကောင်းပြီးတော့မှတကယ်ပျော်စရာလည်းကောင်းပါတယ်ဒီစလိုတွေကီဘယ်ကားလည်းစီးခဲ့ပါသေးတယ်တောင်ပေါ်ကနေပြီးတော့မှမြင်ရတဲ့ရှုခင်းနေရလေအရန်ဟိုမှာตาရလှပပါတယ်ပြီးတော့ဒီလိုခြေချင်းတစ်ဖြက်တက်ပြီးတော့အခုဆိုလို့ရှိရင်တော့ကြိုက်ချီတောင်ပေါ်ကိုရောက်သွားပြီရှင်အားလုံးလည်းပဲအခုလိုမျိုးတကူကြီးဒါဆန်တော်ရှင်ကြိုက်ချီကိုစီရောမြတ်ကိုခုမြော်ခွင့်ရအောင်ဒီစီတင်လေးလိုက်ပါတယ်ရှင်အခုလိုမျိုးဒီစီရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီကိုလည်းကျေးဇူးများတင်ပါတယ်ရှင်